ဒီနေ့ကော်ဖီနဲ့ပတ်သက်တဲ့စာလေးတစ်ပုဒ်ကိုဖတ်ပြမယ်နော်အဲ့စာလေးရဲ့ခေါင်းစဉ်ကသူတယောက်တည်းကိုပဲဆက်ပြီးချစ်နေအောင်ပါတဲ့လူတယောက်ကိုအရန်ချစ်မိရဲ့သူကလေဘာနဲ့တူလဲဆိုတော့ကော်ဖီကြိုက်တဲ့သူနဲ့တူတယ်ဘာကြောင့်လဲဆိုတော့ကော်ဖီကြိုက်တဲ့သူဆိုတာသူကြိုက်တဲ့ကော်ဖီပရုံးမှလည်းတောက်တယ်လို့အေးဆက်သွားလေသူကပြစ်တာမှမဟုတ်တာသူတောက်တာပဲလေဒီလိုပါပဲတဲ့လူတယောက်ကိုအရန်ချစ်မိရဲ့သူကလည်းသူချစ်မိရဲ့သူကအကောင်းဆုံးမှရှိနေလေချစ်တယ်လို့အဆိုးဆုံးဆိုတာရှင်လေသူကတော့ဆက်ချစ်နေအောင်ပါပါအဲ့တော့လူတယောက်ကိုအရန်ချစ်မိရဲ့သူကဘာနဲ့တူတယ်လဲဆိုရင်ကော်ဖီကြိုက်တဲ့သူနဲ့တူတယ်တဲ့နည်းနည်းလေးအစာလေးကိုဖြည့်ဆွတ်ချင်တယ်ကိုယ်ပိုင်ခံစားချက်လေးတစ်ခုကော်ဖီကိုတော့ကြိုက်ပါတယ်ဒါပေမဲ့